တင်ငယ်အယောင်ရဲ့လျှို့ဝှက်ချက်ဘုံကြီးဝစ်စုံတွေကဘာလို့လိမ်မော်ရောင်ဖြစ်နေရတာလဲဒါဟာရိုးရိုးရွေးချယ်ထားတဲ့အယောင်တစ်ခုမဟုတ်ပါဘူးရှေးခေတ်တုန်းကယဟန်တော်တွေဟာလောကီစည်းစိမ်တွေကိုစွန့်လွတ်ခဲ့ကြတယ်သူတို့ဟာအသစ်ဆက်ဆက်အဝတ်အစားတွေကိုမဝတ်ပဲလူတွေစွန့်ပစ်ထားတဲ့အဝတ်စုပ်တွေကိုပဲကောက်ယူစုဆောင်းခဲ့ကြတာပါအဲ့ဒီအဝတ်စုပ်တွေကိုတန့်စင်ပြီးတဲ့နောက်တစ်ခေါက်တီတက်မြစ်တီကရတဲ့တဘာဝစိုးစည်းတွေနဲ့ပြန်ဆိုးခဲ့ကြတယ်အဲ့ဒီကနေရရှိလာတဲ့အယောင်ကတော့အခုကျွန်တော်တို့မြင်နေရတဲ့ဖန်ရီဆိုးအယောင်ပါပဲဒီအယောင်ဟာရိုးရှင်းခြင်းကိုကိုးစားပြုတယ်ဒါဟာ fashion မဟုတ်ဘူးကိုယ့်ရဲ့အတ္တကိုနှိမ်ချပြီးအမှန်တရားကိုရှာဖွေသူတစ်ယောက်ရဲ့အမှတ်အသားဖြစ်ပါတယ်ဒီတော့ဒီလိမ်မော်ရောင်ကိုမြင်တဲ့အခါစွန့်လွတ်ခြင်းနဲ့ငြိမ်းချမ်းခြင်းရဲ့တင်ကေတာဆိုတာကိုသတိရပေးပါတင်ရောဒီအယောင်ကိုကြည့်ပြီးဘယ်လိုခံစားရလဲဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုသိချင်ရင်တော့ follow လုပ်ထားဖို့မမေ့နဲ့ဦးနော်